ငါကြိုက်လို့တောက်တာကွာငါပတ်စံနဲ့ငါတောက်တာငါမိဘပတ်စံနဲ့ငါတောက်တာကွာလူပါပြောမလဲဒီရက်ကွက်ထဲမှာကျွဲဆိုတဲ့ကောင်ဘယ်ကောင်မှပေါင်းစားလာမရှုံးနဲ့နော်ဆုံးရမယ်ဒီဆုံးရယူကြအောင်လားဒီဆုံးရမယ်ဒီဆုံးရဝယ်ကြအောင်လားဒီလိုရအောင်ယူကြအောင်လားဒီဆုံး ဒီဆုံးရအောင်ဒီဆုံးဝယ်ကြအောင်လားဒီတန်ကိုကြားမှုပါတယ်လို့ခမ ्या ကြီးဖြစ်နေတာကိုကျုံမှရက်မရှိတော့ဘူးကျုံရက်တောက်ချင်နေပြီငါဖေးတယ်မှာဗျာ ဘလို့ပါလဲသားအမေတို့မှလေဒီနေ့ဘာမှရောင်းရသေးတာမဟုတ်ဒါလေးတော့ရောင်းရသေးတာဒါရဲ့နော်ဒီပတ်စံနေရလေညနေအိမ်ပြန်လို့ရှိရင်ဆက်ပြီးတော့ချက်အောင်နော်ဒါနဲ့နော်တော့နော်ဟုတ်တယ်သား ဟုတ်ပါဘူးကိုကြီးဒီနေ့ဈေးရောင်းအစ်မကောင်းလို့ပါဆိုလို့ မင်းကညီနေရမှာနေဘေးသားကြီးကဘေးသားမှာဗျာရက်တောက်ချင်နေပြီ သားရဲ့ ဘေးသားမှာလို့ဆိုနေပါ